အဲ့လိုအောက်လန်နီးနဲ့နှိုက်ဖို့အတွက်အဲ့ဒီနိုင်ငံတွေအားလုံးဖွံ့ဖြိုးတိုးတက်လာလို့မရဘူး။အဲ့နိုင်ငံတွေဆင်းရဲမှအဲ့နိုင်ငံတွေမလုတ်တတ်မှသူကသူတို့ကိုစားလာဝင်လုပ်ပြီးအဲ့ဒီနိုင်ငံတွေရမယ်အခွင့်အရေးကိုသူကလာလူယူသွားတာ။အဲ့ဒါမြန်မာနိုင်ငံမှာရှိတဲ့အထည်ချုပ်လုပ်ငန်းရှင်များမြန်မာနိုင်ငံလာပါခင်ဗျာ SSA ရှင်တွေကနေကြိုဆိုပါတယ်ကျွန်တော်တို့ရဲ့ရှင်တွေဟာဆိုရင် main dollar နဲ့ပတ်သက်တဲ့တန်းဥတွေကိုတင်ဆက်ပေးနေတဲ့ရှင်တွေပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ရှင်တွေကိုစစုခိုင်းလေးပြုလုပ်ဝေးပြီးဆောင်ရွက်အောင်ပေးကြဖို့အတွက်တောင်းဆိုပါတယ်ခင်ဗျာကျေးဇူးတင်ကိုသူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနိုင်ငံမှာရှိတဲ့တရုတ်လုပ်ငန်းရှင်များအားလုံးဒီအခွင့်အရေးပဲလာယူသွားကြတာအဲ့တော့အဲ့နိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံမှာရှိတဲ့တချို့သောခရိုနီခရိုပြာများနဲ့အာဏာပိုင်များနဲ့ပေါင်းစားသွားပြီးတိုင်းပြည်ကရမယ်အခွန်အခတွေအဲ့ဒီအလုသမားတွေရမယ်အလုသမားအခွင့်အရေးအပြည့်တွေကိုချိုးနှိမ်ပြီးအမျက်လာထုတ်သွားတာပဲအဲ့ဒါနဲ့ကိုမကျေနပ်ပဲနဲ့မြန်မာနိုင်ငံမှာရှိတဲ့ဒီဆင်းရဲမွဲတေမှုကိုအကြောင်းပြပြီးမြေယာတွေဝယ်ယူခြင်းစီးပွားရေးလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံခြင်းအဲ့အမှထပ်ပြီးမကျေနပ်ပဲနဲ့သူ့နိုင်ငံသားတွေကိုနိုင်ငံသားကအထုလုပ်ပြီးရင်းနှီးမြှုပ်နှံခိုင်းခြင်းအကျင့်ပြတ်ချစားနေတဲ့ဒီအာဏာပိုင်များနဲ့ပေါင်းပြီးနိုင်ငံသားအဖြစ်နိုင်ငံသားတွေခံယူခြင်းအဲ့ဒါအပြင်အကျင့်ပြတ်ချစားမှုလုပ်နေကြသောအာဏာပိုင်များနဲ့ပေါင်းပြီးသူ့နိုင်ငံသားများကိုလက်နက်ကင်ခိုင်းပြီးမြန်မာနိုင်ငံသားမှတ်ပုံတင်များကင်ခိုင်းပြီးမြန်မာနိုင်ငံရဲ့တိုင်းရင်းသားအခွင့်အရေးများအခုကမြန်မာနိုင်ငံရဲ့စီးပွားရေးအခွင့်အရေးမြန်မာနိုင်ငံရဲ့စီးပွားရေးအခွင့်အရေးမြန်မာနိုင်ငံရဲ့စီးပွားရေးအခွင့်အရေးပြင်တိုင်းရင်းသားအခွင့်အရေးကိုပါလာရောက်ပြီးလူယူနေတဲ့အနေအထားကိုတွေ့နေရတယ်။တချို့သောအကျင့်ပြတ်သောတိုင်းရင်းသားတချို့နဲ့ပေါင်းပြီးသူ့နိုင်ငံသားများခံယူထားတဲ့သူများနဲ့ပေါင်းပြီးမြန်မာနိုင်ငံမှာလက်နက်ကင်စစ်တပ်ကိုဒီလာတီဆောက်တာမြန်မာအစိုးရမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာမှာတရုတ်စစ်တပ်ကိုလာရောက်တီဆောက်တာပဲအချို့သောအကျင့်ပြည့်ဝန်ထမ်းများအကျင့်ပြည့်တိုင်းရင်းသားခေါင်းဆောင်တချို့ကြောင့်ဒီတိုင်းရင်းသားဆိုတဲ့ Federal တစီ6ပြီးအဲ့ဒီတိုင်းရင်းသားအခွင့်အရေးကနေနယ်မြေကျူးကျော်ပြီးလူယူဖို့အထိကြံစည်လာကြတယ်ဒါဟာဒီနေ့ကျွန်တော်တို့တွေ့နေရတဲ့အခင်းကျင်းပဲဘသူတေငတေမာရင်ပြီးရောဆိုတဲ့ကြီးပွားကြွယ်ဝချမ်းသာခြင်းကြသောလောဘကြီးကြသောအာဏာပိုင်များစစ်အာဏာရှင်များစစ်ဗိုလ်ချုပ်များတိုင်းရင်းသားများကြောင့်ဒီပြဿနာဟာယနေ့ကျွန်တော်တို့ရင်ဆိုင်နေရတာအသုံးမကျတဲ့ကွန်မြူနစ်ဝါဒကိုယုံကြည်တဲ့80ကွန်မြူနစ်တပုံတွေကြောင့်လေဒီနေ့ဒီဥစ္စာကိုရင်ဆိုင်နေရတာဒီပြဿနာရဲ့အားလုံးအစဒီတခင်တန်းထုံးတို့အုပ်စုပဲဘုချုပ်ကျော်စောတို့အုပ်စုပဲမြန်မာနိုင်ငံကိုတရုတ်နိုင်ငံကိုခေါ်သွင်းဖို့မြန်မာနိုင်ငံကိုတရုတ်ကကိုလိုနီလုပ်ဖို့စခဲ့တာတခင်တန်းထုံးနဲ့ဘုချုပ်ကျော်စောတို့အုပ်စုပဲသူတို့ကိုယ်တိုင်တရုတ်ပြည်မှာပဲနေနေတာမြန်မာနိုင်ငံမှာလက်နက်ကင်တော်လှန်ရေးကိုတရုတ်စစ်တပ်ကနေအကူအညီနဲ့တရုတ်ထောက်လှမ်းရေးတွေအကူအညီနဲ့တရုတ်လက်နက်တွေနဲ့မြန်မာနိုင်ငံမှာလက်နက်ကင်တရုတ်ကိုခေါ်သွင်းပြီးတရုတ်ကိုလိုနီလောက်ခိုင်းဖို့ကွန်မြူနစ်နိုင်ငံလုပ်ဖို့တခင်တန်းထွန်းဗိုလ်ချုပ်ကျော်စောတို့အုပ်စုကစားခဲ့ပြီးလော်စေဟန်တို့အုပ်စုကနေစားခဲ့တာပဲအဲ့တော့ဒီနေ့သမ္မတဒေါ်နယ်ထရန့်ပြောနေတဲ့တရုတ်နိုင်ငံကိုရင်ဆိုင်ရမယ်ဆိုတာအပြည့်အဝမူဝါဒအရာကျွန်တော်တို့က100%ထောက်ခံတယ်တရုတ်နိုင်ငံရဲ့ကမ္ဘာပေါ်မှာဒါကျွန်တော်တို့သိထားတဲ့ကျွန်တော်တို့နိုင်ငံအကြောင်းဒီတခြားနိုင်ငံလည်းရှိမှာပဲเนาะကျွန်တော်သိသလောက်လာအိုနိုင်ငံမှာဖြစ်နေတယ်အာဖရိကနိုင်ငံတွေမှာတရုတ်ရဲတွေတရုတ်စစ်တပ်တွေကိုယ်တိုင်နဲ့ကိုအုပ်ချုပ်နေတာတွေ
နယူးယောက်လိုမြို့မှာတော့တရုတ်ရဲစခန်းလာဖွင့်တာတွေကျွန်တော်တို့အိုင်ယာလန်နိုင်ငံမှာတရုတ်ရဲစခန်းလာဖွင့်တာတွေအဲ့လောက်ထိအတင့်ရဲလာတယ်တော့တကမ္ဘာလုံးကို Made in China ဆိုတဲ့အနောက်နိုင်ငံ corporation ကြီးများရဲ့လောဘကြီးမှုအမေရိကန်အစိုးရရဲ့ policy အမှားသူတို့ပြောသလိုအမေရိကန်အစိုးရဖြစ်တဲ့ Democrat တွေ Labor ဒီ Republican တွေပါတီတွေသမ္မတတွေရဲ့အမှားအဲ့ဒီအမှားတွေကနေပြီးတော့သမ္မတဒေါ်နယ်ထရန့်ပြောသလိုပေါ့ Made in China ကစားစရာအယုတ်တွေငါနိုင်ငံမှာမလိုဘူးတဲ့အဲ့တော့ငါနိုင်ငံမှာတရုတ်နဲ့ကုန်သွယ်ရလဲငါဘာမှမဖြစ်ဘူးတရုတ်ပစ္စည်းမသုံးရလဲဘာမှမဖြစ်ဘူးအဲ့တော့မလို့တရုတ်နိုင်ငံကငါနိုင်ငံမကုန်သွယ်လေငါကြိုက်လေပဲအဲ့တော့ short term pain က long term gain ရေတိုနာကျင်မှုဟာရေရှည်အောင်ပွဲအတွက်အရေးကြီးတယ်အဲ့တော့ဟာမလို့တို့တရုတ်ကိုပိတ်ဆို့တယ်ဆိုရင်တရုတ်နိုင်ငံကအဓိကတင်သွင်းနေတဲ့ကလေးကစားစရာဒေါ်ပေါ့အယုတ်တွေပေါ့ဘူမအယုတ်လေးတွေပေါ့ဒီကမလာတော့ဘူးဆိုရင်အမေရိကန်ကလေးငယ်တွေဘာနဲ့ကစားမလဲအထူးသဖြင့်ခရစ်စမတ်ရာသီလာမယ့်2025ခရစ်စမတ်ဒီဇင်ဘာလမှာကလေးတွေကိုလက်ဆောင်အယုတ်လက်ဆောင်တွေဝယ်ပေးရတဲ့အချိန်မှာကလေးတွေကအယုတ်လက်ဆောင်မရှိတော့ဘူးနောက်မှဈေးကြီးသွားရင်ကလေးတွေအယုတ်တွေမရတော့ဘူးဆိုပြီးတော့ဝေဖန်တဲ့အချိန်မှာသမ္မတကပြောတယ်မင်းတို့အယုတ်30မှာယူနေတော့လေတရုတ်2ရုပ်ယူတော့အယုတ်2ရုပ်2ရုပ်လောက်ရရင်တော်ပြီပေါ့ဆိုပြီးတော့ပြန်လဲပြောဆိုတာကနာမည်ကြီးသတင်းဖြစ်နေတယ်သမ္မတကပြောတာကချင်းချင်းလေးသူစီအယုတ်မသုံးရလဲဘာမှမဖြစ်ဘူးတကယ်လို့ကလေးတွေကဒီအယုတ်မရှိမဖြစ်ခရစ်မတ်ကာလမှာကလေးတွေကိုလက်ဆောင်ပေးတာဖြစ်တဲ့အတွက်အယုတ်30အစားတရုတ်2ရုပ်လောက်ယူပေါ့ဒါပေမဲ့တချို့ကလည်းပြန်ပြောတာအဲ့ဒီတရုတ်အယုတ်ကိုပဲဝယ်မယ်ဖို့ဈေးကြီးနေရင်မဝယ်နိုင်ရင်ကလေးတွေကအယုံမရတော့ဘူးဆိုပြီးတော့ပြောတယ်အဓိကပြောချင်တာက short ပေးတယ်ကမ္ဘာစနစ်ကိုကုလသမဂ္ဂရဲ့စနစ်ကိုကမ္ဘာရဲ့စနစ်ကိုကမ္ဘာကုန်သွယ်ရေးအဆောက်အဦ World Trade Organization ရဲ့အားနည်းချက်ပေါ့အဓိကကဗျာဖို့ပြိုးစဲနိုင်ငံတွေဖို့ပြိုးစဲဆင်းရဲတဲ့နိုင်ငံတွေကိုကုန်သွယ်တဲ့အခါမှာအခွန်တုတ်တွေ short ပေးဖို့အထူးအခွင့်အရေးပေးဖို့လှုပ်ထားတဲ့အဲ့ဒီစနစ်ကိုတရုတ်နိုင်ငံကတကမ္ဘာလုံးမှာရှိတဲ့ဆင်းရဲတဲ့နိုင်ငံတွေရဲ့အာဏာရှင်တွေနဲ့ပေါင်းခရိုနီတွေနဲ့ပေါင်းပြီးတော့အခွင့်အရေးယူပြီးအဲ့ဒီနိုင်ငံတွေရဲ့ရပိုင်ခွင့်ဖြစ်တဲ့စက်ရုံတွေအဲ့ဒီနိုင်ငံတို့လည်းမလုပ်တတ်ဘူးပြောချင်တာမြန်မာနိုင်ငံမှာတရုတ်ကမှလာပြီးစက်ရုံလာမထောင်ရင်ဘယ်သူမှစက်ရုံထောင်တိုင်းနဲ့အရေးချင်းမရှိဘူးနီးပညာလည်းမရှိဘူးပတ်စံလည်းမရှိဘူးညနေတော့ကျွန်တော်ပြောချင်တာအဲ့တော့အဲ့ဒီနိုင်ငံတွေမလုတ်တတ်တာကိုတရုတ်ကအစားလာလို့ပြီးတော့အဲ့ဒီနိုင်ငံတွေကဆင်းရဲမြန်မာနိုင်ငံဆင်းရဲလို့မြန်မာနိုင်ငံကနေအခွန်လျှော့ပေးမှအခွင့်အရေးရပြီးတော့သူကအမေရိကကိုတင်သွင်းပြီးတော့ဥရောပနိုင်ငံတွေတင်သွင်းပြီးတော့သူကအမျက်ထုတ်သွားတာအဲ့တော့မြန်မာနိုင်ငံမှာလည်းသူအလုသမားလာစာကိုနှစ်ပဲတပြားပေးတယ်အာနာပိုင်နဲ့ပေါင်းပြီးအလုသမားတွေကိုဖိနှိပ်တယ်ပြီးတော့အာနာပိုင်တွေကိုလည်းလက်ထိုးရတယ်ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့တချို့သောခရိုဒီနဲ့ပေါင်းပြီးစက်ရုံပူးတွဲထောင်တယ်ဒီလိုမျိုးနဲ့တန်းရွှေအုပ်စုဆက်အာဏာရှင်အုပ်စုကကြီးပွားချမ်းသာသွားတာပြောချင်တာကသူတို့အလွန်မတန်မုန်းတဲ့အနောက်နိုင်ငံသူတို့အလွန်မတန်မုန်းတဲ့အမေရိကန်ကြောက်ပဲသူတို့ကြီးပွားချမ်းသာသွားတာအမေရိကန်ဘလောက်ပဲဆက်ရှင်လို့ဒီလိုနီးနဲ့တရုတ်ကနေဖွင့်ထုတ်သွားတာဒါကြောင့်အဲ့တော့ဒါကြောင့်လေအဲ့ဒီချိန်ကဒီမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းတွေကိုဒီဥရောပကဆက်ရှင်လုပ်မဲ့ချိန်မှာအလုပ်သမားတွေထိခိုက်နိုင်ကြရတယ်ဘာညာသူတို့ထပြီးတော့ဆန္ဒပြပွဲတွေလုပ်ခိုက်ခိုင်းတယ်မှတ်ပြီးကြမှာပါသိန်းစိန်ဆိုးရလက်ထက်ကအမှန်ကသူတို့ဒါကြောင့်ကြီးပွားသွားတာအလုပ်သမားတွေကိုနှစ်ပဲတပြားပြီးအလုပ်သမားတွေကိုဖိနှိပ်ပြီးအာဏာပိုင်တွေကိုသူကတရုတ်ကဖိနှိပ်ခိုင်းတယ်ပြီးတော့အာဏာပိုင်တွေကိုသူကလက်ထိုးလိုက်တယ်ပြီးတော့မြန်မာနိုင်ငံမှာစက်ရုံလာဆောက်တယ်
အဲ့ဒီအင်ဂျီကိုတာပေါ့အဲ့ဒီစက်ရုံကနေပြီးရတဲ့မြန်မာနိုင်ငံကရတဲ့ကိုတာနော်မြန်မာနိုင်ငံအတွက်ပေးတာကိုတရုတ်နဲ့အာဏာပိုင်တွေကလှုပ်ရှားသွားပြီးတော့ချမ်းသာသွားတယ်အဲ့တော့အဲ့လိုပုံစံနဲ့တရုတ်ကကမ္ဘာပေါ်မှာလိုက်ပြီးအနိုင်ကျင့်နေတာဒါကြောင့်လေအမေရိကန်သမ္မတကတကမ္ဘာလုံးကိုနိုင်ငံပေါင်းအားလုံးကိုအခုစီးကြက်လိုက်တာဘာကြောင့်လဲတရုတ်ကိုစီးကြက်ရင်တရုတ်ကတခြားနိုင်ငံကနေတစ်ဆင့်တော့ထွက်အောင်မှာတကမ္ဘာလုံးကိုပိတ်လိုက်တဲ့ခါကျတော့မြန်မာနိုင်ငံကလည်းသူပို့လို့မရတော့ဘူးဗီယက်နမ်ကလည်းပို့လို့မရတော့လာအိုကလည်းပို့လို့ကြိုက်တဲ့နိုင်ငံပို့သူ့အခွန်ဆော်လိုက်ပြီပြောချင်တာကအရင်တော့လို့သူ့ကိုမလျှော့ပေးတော့ဘူးဘာလို့စင်းရတဲ့နိုင်ငံကိုလျှော့ပေးတာကို तू ကအဲ့စင်းရတဲ့နိုင်ငံအာဏာပိုင်တွေနဲ့ပေါင်းပြီးတစ်ဖက်လက်နဲ့နောက်ဖေးပေါင်းနေဝင်ပြီးလှုပ်ရှားနေတာအဲ့ဒါနဲ့တရုတ်ကကြီးပွားနေတာပြီးတော့နောက်တနည်းစင်းရတဲ့နိုင်ငံရဲ့နိုင်ငံရေးတွေကိုဝင်ရောက်ဆွဲဖက်ပြီးအဲ့ဒီနိုင်ငံရဲ့တန်ရာဇာတတွေပြောချင်တာဗျာမြန်မာနိုင်ငံကနေပြီးတော့အဲ့ဒီကနတော့ကမြစ်ဆုံအကြောင်းပြတယ်မြစ်ဆုံကနေပြီးတော့အဲ့ဒီမြေကြီးတွေအားလုံးကိုသယ်ထုတ်သွားတယ်ဒါကျွန်တော်တို့အတားမြန်လို့ပြီးတော့ဖားကန်းကမြေကြီးတွေအားလုံးသယ်ထုတ်သွားတယ်အဲ့ဒီအချိန်တုန်းကအဲ့ဒါဒီရှားပါတတ်တုဖြစ်တယ်တန်ရကြီးပေးရမှာဆိုဘယ်သူမှမထုတ်ပြန်ဘူးဘယ်သူမှလည်းမသိလိုက်ဘူးမြေကြီးကုံသွားမှသိတာအဲ့တော့ဘာဖြစ်လောဘကြီးသောတိုင်းသားလက်နက်ကင်များလောဘကြီးသောစစ်အာဏာရှင်အာဏာပိုင်များနဲ့တရုတ်နိုင်ငံနဲ့ပေါင်းပြီးတော့ရသည့်ရထိုက်တဲ့ပတ်စံတွေထက်မတန်တဆအနေနဲ့ရပြီတရုတ်နိုင်ငံကအဲ့ဒီမြန်မာနိုင်ငံကထွက်တဲ့အဲ့ဒီတတ်တုပစ္စည်းများကိုကဘာကြီးကိုပြန်လဲရောင်းချပြီးအမျက်ထုတ်သွားတာအဲ့ဒါနဲ့လည်းသူမကျေနပ်သေးဘူးအဲ့ဒီကနတော့ကတန်ထွန်တခင်တန်ထွန်ဘုံကျုပ်ကျော်စောတို့လိုကွန်မြူနစ်မြန်မာနိုင်ငံကိုဒုက္ခပေးမယ်အဲ့ဒီကွန်မြူနတီနော်ဘယ်ခေတ်ဘယ်စနစ်ကမှမြန်မာနိုင်ငံကိုကောင်းကျိုးမပေးခဲ့တဲ့ကွန်မြူနတီဘယ်ခေတ်ဘယ်စနစ်ကမှမြန်မာနိုင်ငံပြည်သူတွေကိုကောင်းကျိုးမပေးတဲ့အဲ့ဒီကွန်မြူနတီတရုတ်ရဲ့လက်နဲ့အထောက်ပံ့တွေတရုတ်ရဲ့အကူအညီတွေနဲ့ယူပြီးတော့အဲ့ဒီအဲ့တစင်အဲ့ဒီလော်စစ်ဟန်တို့အုပ်စုအခုဝါအုပ်စုတွေတီထွင်ပြီးမြန်မာနိုင်ငံမှာလက်နက်ကင်တပ်ဖွဲ့ကိုလာရောက်ဖန်တီးတာအဲ့ဒီကနေမြန်မာနိုင်ငံနယ်မြေတွေကိုတိုင်းရင်းသားဆိုတဲ့အမည်ကိုအကြောင်းပြပြီးဖက်ဒရယ်ဆိုတာကိုအကြောင်းပြပြီးမြန်မာနိုင်ငံမှာကိုယ်ပိုင်စစ်တပ်တွေလာထောင်တာမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုလာရောက်စော်ကားတာအဲ့ရနေမှာသူကစစ်အကောင်စီကနေသူကဂျားတွေကနေငိမ့်ချမ်းရေးဖော်ဆောင်ပေးတဲ့ငိမ့်ချမ်းရေးပွဲစားပုံစံနဲ့မြန်မာနိုင်ငံရဲ့နယ်မြေတွေကိုလာသိမ်းနေတာအဲ့တော့မြန်မာနိုင်ငံကိုစီးပွားရေးရတော့၎င်းကိုကြစ်တရားရတော့၎င်းငွေရေးချေးရတော့၎င်းလက်နက်ကန်အင်အားတော့၎င်းတိုင်းပြည်အချုပ်အခြာအာဏာရတော့၎င်းဒါတိုက်စော်ကားနေခဲ့တာအဲ့ဒီကနေမှရည်ကြည်မှုရလဲတနိုင်ငံလုံးကိုတရုတ်စကားပြောဖို့အတွက်ကိုပါလှုပ်ဆောင်လာတာကိုစိတ်ဝင်စားပဲတွေ့ရတယ်အသုံးမကျတဲ့အဲ့ကွီးဖြိုးဆိုတဲ့လူဥဆောင်ပြီးတရုတ်ဘုံကျောင်းတွေမှာတရုတ်ဒီနှစ်ကူပွဲတွေအကြီးကျယ်လုပ်တာမြန်မာနိုင်ငံမှာတရုတ်ကုန်တိုက်မြောင်များစွာကနေတရုတ်စာတွေအားလုံးလုပ်တာမြန်မာနိုင်ငံရှမ်းပြည်နယ်မှာတရုတ်စကားပြောတွေအားလုံးနဲ့တရုတ်စကားတွေအားလုံးသွတ်သွင်းဖို့လုပ်တာမြန်မာနိုင်ငံမင်းနေပြည်တော်ဖြစ်ခဲ့တဲ့မန္တလေးမြို့တွေမှာတရုတ်စကားပြောတွေလုပ်ခဲ့တာတရုတ်စာတွေလုပ်ခဲ့တာအဲ့ဒီကနေမှအခုသူတို့သိမ်းပိုက်လိုက်တဲ့လာရှိုးမှာတရုတ်စကားပြောတွေနဲ့လာပြီးအုပ်ချုပ်တာကားလိုက်စင်အားစတရုတ်လိုက်စင်တွေထုတ်ပေးနေတာစိတ်ဝင်အကားစားစရာအကောင်းဆုံးတစ်ချက်က TNL ကိုလည်းကျွန်တော်ကမေးချင်တဲ့တစ်ချက်ပေါ့ဟုတ်လားမဟုတ်လားတော့မသိဘူးလာရှိုးမျိုးကိုကိုးကန့်သိမ်းပြီးတာနဲ့အင်တာနက်တွေကိုချက်ချင်းပြန်ပေးတယ်အဲ့ဒီအင်တာနက်ဘယ်ရလဲဒါကျွန်တော်ရဲ့မေးခွန်းထိုဒီလကောင်မဲ့ဦးတောင်းပလောင်မျိုးတွေမှာသုံးနေတဲ့အင်တာနက်တွေဘယ်ရလဲဒါကျွန်တော်ရဲ့မေးခွန်းစတာလင်လည်းတခုအောင်နေတယ်ဒါတော့ရနိုင်မယ်ထင်လို့လား
ကျွန်တော်ထင်တာတော့တရုတ်အင်တာနက်ပဲ